ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမဲ့ပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်Leach နဲ့ Man U ဂျာရဲ့တုံးကအန်ဖီမှာကိုမပေးခင်ရတဲ့ Leach ရဲ့လက်ရှိခြေစွမ်းကတော့အထင်ကြီးစရာပါရှင်အဖြူရောင်တွေရဲ့6ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းမှုမှာတော့ Liverpool ကို2ကြော့စလုံးမရှုံးခဲ့တာ Chelsea ကိုနိုင်ခဲ့တာတွေလည်းပါဝင်နေပါတယ် Man U ကတော့ဂျာရဲ့တုံးက Old Trafford မှာဇယားအောက်ခြေအသင်းကိုတော့မနိုင်ခဲ့ပါဘူးနောက်ဆုံး၄ပွဲမှာတပွဲသာနိုင်ခဲ့တဲ့တရေနီတွေဟာလူမစုံသလိုအရေးသွေးပိုင်းအရာလည်းညော့နေပါတယ် Man U တရေ30ပေးနိုင်ခြင်း Elhan လမ်းမှာအဖြူရောင်တွေတောက်ပဖို့ရှိကြောင်းပါရှင်Everton နဲ့ Brentford တို့ကတော့တမက်ကွာအဆင့်ရှင်းနဲ့ကိုတို့ပါရှင်လူမစုံပေမဲ့နောက်ဆုံး6ပွဲမှာတော့ Arsenal နဲ့ Chelsea တို့နဲ့2ပွဲကိုသာကိုပေးခဲ့ရပြီးတော့ရှုံးခဲ့တဲ့ Everton ရဲ့လက်ရှိခန်းစစ်ကတော့ငြိမ်ပါတယ်နော်အရှင်လုံးမဟုတ်ပဲပေးကူနေလာတဲ့ Brentford ကလည်းနောက်ဆုံး9ပွဲမှာ City နဲ့တပွဲသာရှုံးခဲ့တာပါ Everton နဲ့ Brentford တို့ကြားကနောက်ဆုံးတွေ့ဆုံမှု6ပွဲမှာတော့9ပွဲကဂိုးမများခဲ့ပါဘူးဂိုးပေါင်းစည်းနှလုံးပြား90အရှုံးရှိတဲ့ Marseille ဆိုအရက်မှာတော့ဂိုးနဲ့ရုံဝင်ဖြစ်အောင်မှာပါရှင်Fulham နဲ့ Liverpool ၄ပွဲဆက်မရှုံးခဲ့ပဲအဲ့ဒီ၄ပွဲမှာ3ပွဲနိုင်ခဲ့တဲ့ Fulham လက်ရှိခြေရတော့အကျက်ဘက်ကိုရောက်နေပါတယ်။ဒီဟာဒီ Premier League အိမ်ကွန်းမှာဆိုရင်လည်း Arsenal နဲ့တပွဲသာ Fulham ကိုမသွင်းနိုင်ခဲ့တာပါနော်။ Liverpool ကတော့ဒီဟာဒီ Premier League အဝေးကွန်းမှာကိုမပေးရတဲ့ပွဲဆိုတာခက်ရှာပါပဲ။ Fulham နဲ့ Liverpool တို့ကြားကနောက်ဆုံးတွေ့ဆုံမှု6ပွဲစလုံးမှာတော့အပြန်အလှန်သွင်းကိုရှိခဲ့တယ်လို့အဲ့ဒီထက်က9ပွဲမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့ထက်ရှိခဲ့ပါတယ်။ဆိုတော့ဂိုးပေါင်းစေ3လုံးပြ80အစားနဲ့အနောက်လန်ကျန်အရက်မှာဂိုးမိုးရွာရာနှုန်းကတော့80ရှိနေပါတယ်။ Newcastle နဲ့ Palace ကာစီကဂျာရဲ့တုံးကဘန်လီကွန်မှာ Premier League 3ပွဲဆက်နိုင်ပွဲပြောင်းမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ငှက်ကြားတွေကပြိုင်ပွဲဆိုနောက်ဆုံးအင်္ဂွန်း10ပွဲမှာဆိုရင်လည်း10ပွဲတောင်နိုင်ထားပါတယ်။6ပွဲဆက်နိုင်ပွဲပြောင်းခြင်းမဟုတ်ပဲအဲ့ဒီ6ပွဲမှာ4ပွဲရှုံးခဲ့တဲ့ Palace ကတော့အကြဘက်ကိုရောက်နေပါတယ်ရှင်။ဒါအပြင် Palace ဟာ Castle နဲ့ Premier League အဝေးကွန်းတွေ့ဆုံမှုနောက်ဆုံး4ပွဲစလုံးမှာလည်းသွင်းကိုမရှိခဲ့ပဲ3ပွဲကိုရှုံးထားတာပါ။တလုံးပြား40အကျော်ပေးထားတဲ့ငှက်ကြားတွေဆက်လက်အမြင့်ပြန်နိုင်ပါတယ်ရှင်။ Spurs နဲ့ Sunderland လက်ရှိ Spurs ကတော့ရလက်ရောကိုသွင်းချီပါမတည်ငြိမ်ပါဘူးနော်။မြောက်လန်ကျန်ကလပ်ကအခုနောက်ပိုင်းမှာတော့ဂိုးအောက်အကန်လည်းများလာပါတယ်။ Sunderland ကတော့ဂျာရဲ့ချမ်းမ City ကိုဂိုးမရှိတရေကန်ပြထားပါတယ်။ခမာမှာအဲ့ဒီတန်းတက်အသင်းရဲ့နောက်ဆုံး Premier League 6ပွဲမှာလည်း9ပွဲကဂိုးနဲ့ခဲ့ပါတယ်။ဂိုးပေါင်းစီနှလုံးပြား80အရှုံးနဲ့မြောက်လန်ကျန်မှာတော့ဂိုးတန်တိတ်ပြီးတော့ကြားရမယ်မထင်ပါဘူးရှင်။ Man City နဲ့ Chelsea ဂျာရဲ့ဆန်နာလန်ကွန်မှာနိုင်ပွဲဆက်ရက်တက်နိုင်ခဲ့တာဟာချန်ပီယံပြေးလန်းထဲမှာ City ကိုထိခိုက်စေခဲ့ပါတယ်။ဂွာဒီယိုလာရဲ့အသင်းကပြိုင်ပွဲဆောင်နောက်ဆုံးအင်္ဂွန်း12ပွဲမှာတော့12ပွဲနိုင်ထားပါတယ်။မာရက်စကာကိုထုတ်ထားတဲ့ Chelsea ကတော့ U21 နီးပြားနဲ့ City ကိုရင်ဆိုင်လာနိုင်ပါတယ်နော်။ဒါ့အပြင် Chelsea က City နဲ့နောက်ဆုံးတွေ့ဆုံမှု12ပွဲမှာလည်း10ပွဲရှုံးထားပါတယ်။ City တလုံးပြား20အကျော်ပေးထားတဲ့မိုးပြရောင်နဲ့အောင်ပွဲခံမဲ့ညပေါ်ရှင်။ Sevilla နဲ့ Levanteနောက်ဆုံး9ပွဲမှာ3ပွဲအနိုင်ဆိုတော့စီဗီလာရဲ့လက်ရှိအင်္ဂွန်းချေကတော့မစိုးပါဘူးရှင်။6ပွဲဆက်နိုင်ပွဲပြောက်ထားတဲ့လီဗန်တေကတော့အဝေးကွန်းမှာလည်းရှုံးပွဲဆက်နေတာပါရှင်။ဒါ့ပြင်လီဗန်တေဟာအဝေးကွန်းတွေးဆုံမှုနောက်ဆုံး6ပွဲစလုံးကိုလည်းရှုံးထားပါတယ်။တလုံးပြား80အစားပေါက်တဲ့အင်ရှင်အရေးအောက်ကိုခိုလုံရမယ့်ပွဲပါပဲရှင်။ Real နဲ့ Beckettနိုင်ပွဲပြန်ဆက်လာပေမဲ့ Real ဟာထိတ်ဆုံးကဘာကာနဲ့လိမတ်ကွာနေစေဖြစ်ပါတယ်။ Beckett ကဒီဟာဒီလာလီကအဝေးကွန်းပွဲတွေမှာရှုံးပွဲမရှိသေးပါဘူး။ Real အင်္ဂွန်း Beckett နဲ့နောက်ဆုံးတွေ့ဆုံမှု10ပွဲမှာတော့9ပွဲကနှစ်ဖက်သွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်။ဂိုးပေါင်းစီ3လုံးပြား90အရှုံးဆိုပေမဲ့အရင်လိုဂိုးမမျိုးတော့တဲ့ Real ကြောင့်ဂိုးအောက်နဲ့သာစွန့်စားကျန်တာပါရှင်။ဆိုစီဒန်နဲ့အီတီကိုဒီဟာဒီရုံးကန်နေရတဲ့ဆိုစီဒန်ဟာအင်္ဂွန်းမှာလည်းရှုံးပွဲဆက်နေပါတယ်။အတလက်တီကိုကတော့နောက်ဆုံးလာလီက10ပွဲမှာ10ပွဲနိုင်ထားပါတယ်။ဒါ့အပြင်တီကိုဟာဆိုစီဒန်နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲစလုံးမှာလည်းမရှုံးခဲ့ပဲ4ပွဲနိုင်ထားတာပါ။တရီတရားပေါက်တဲ့ဧည့်သည်နဲ့သာလက်တွဲကြမှာတယ်ရှင်။လာဇီယိုနဲ့နာပိုလီလာဇီယိုကပွဲကြီးတွေဆိုရင်တော့ခန်းစစ်ကိုအတော်လေးကိုကျူးဆိုင်ပါတယ်နော်။ဒါ့အပြင်လာဇီယိုရဲ့စီးရီးရဲ့နောက်ဆုံး17ပွဲမှာဆိုလို့ရှိရင်လည်းနှစ်ဖက်သွင်းကိုက2ဂိုးနဲ့အောက်ဖြစ်ထားတာပါ။နာပိုလီရဲ့နောက်ဆုံးစီးရီးအဝေးကွင်း6ပွဲစလုံးမှာဆိုလဲဂိုးမများခဲ့ပါဘူး။ဂိုးပေါင်းစီနှလုံးတရေသာရှိသလိုဂိုးအောက်ဝင်ဖို့ကများပါတယ်ရှင်။အင်တာမီလန်နဲ့ဘိုလောနာဆိုတာအခုနောက်ပိုင်းအင်တာကိုအမြဲဒုက္ခပေးနိုင်တဲ့အသင်းပါနော်။အီတလီစူပါဖလားတော့ကအင်တာကိုနောက်ကောက်ချနိုင်ခဲ့တဲ့ဘိုလောနာကနောက်ဆုံးတွေ့ဆုံမှု9ပွဲမှာဆိုရင်လည်းတပွဲသာရှုံးခဲ့ပါတယ်။ဒါ့အပြင်နောက်ဆုံးစီးရီးအဝေးကွန်း6ပွဲမှာဆိုရင်လည်းဘိုလောနာရှုံးပွဲမရှိခဲ့ပါဘူး။အင်တာတလုံးပြား40အရှုံးဆိုပေမဲ့ဘိုလောနာနဲ့ပဲစွန့်စားကြည့်ကြပါတယ်။
PSG နဲ့ Paris ဆောင်းရာသီနိုင်ရခဲ့ပြီးတဲ့နောက် PSG မှာတော့လူဆောင်တက်ဆောင်ပြန်ဖြစ်နေပါတယ်။ဇယားချိန်နေရပြန်ယူဖို့ကြိုးစားမိလက်ရှိချန်ပီယံအသင်းကတော့လီဂူးမှာအင်ကွန်းနိုင်ပွဲဆိုတာလည်းဆက်နေပါတယ်။တန်ဆင်းဆောင်နာကတန်တက် Paris ကတော့နောက်ဆုံးလီဂူးမှာ2-loss ကိုတောင်အင်ကွန်း9ပြက်ကိုရှုံးထားတာပါ။နှလုံး35ပြက်အရှုံးပေါက်တဲ့ PSG ဂိုးမိုးရွာနိုင်မှာပါရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြိုင်ကစားသွားမဲ့ပွဲစဉ်တွေရဲ့ပွဲချိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်